အဲ့ဒါဆိုရင်ကျွန်တော်ဒီထိုင်းနိုင်ငံမှာပေါ့နော်ကိုနိုဝယ်ပြီးအခွန်ဘယ်လိုဆောင်ရမလဲပေါ့အဲ့ဒီအခွန်ကိစ္စလေးလည်းကျွန်တော်တို့ရှင်းပြပေးပါဦးခင်ဗျဟုတ်ကွန်ဒိုနဲ့ပတ်သက်တဲ့အခွန်အကြောင်းပြောရမယ်ဆိုရင်တော့အကိုကနှစ်ပိုင်းခွဲပြီးပြောပြခြင်းတယ်ပေါ့နော်ဟုတ်ကဲ့ဗျာပထမတစ်ပိုင်းကတော့အကိုတို့ဒီအခွန်ဆိုတဲ့အချိန်မှာဒီနာမည်ပြောင်းတဲ့အချိန်ပေါ့နော်ကိုရဲ့နာမည်ဖောက်တဲ့အချိန်မှာပေးဆောင်ရတဲ့အခွန်တစ်မျိုးရှိတယ်ပြီးတော့နောက်တစ်ခုကတော့ဒီ property ownership tax လို့ခေါ်တယ်ပေါ့နော်အဲ့ဒါကတော့နှစ်စဉ်ပေးရတဲ့အမောင့်ပေါ့အဲ့ဒီအမောင့်လေးကတော့ तू ကဒီ condo ရဲ့ appraisal value ပေါ်မူတည်ပြီးတော့ तू ကအရန်လဲနဲပါတယ် nominal amount ဆိုတော့အကိုအဲ့ကောင်တော့အရင် highlight မလုပ်တော့ဘူးပေါ့နော်တကယ်အများစုပေးရတဲ့ amount ကတော့ဒီနာမည်ပြောင်းတဲ့အချိန်မှာပေးရတဲ့ ownership transfer tax လို့ခေါ်တယ်ပေါ့အဲ့ဒါတော့ तू က 2% ပေါ့2%မှာမှဒီရောင်းတဲ့လူက 1% ပေးရတယ်ဝယ်တဲ့လူက 1% ပေးရတယ်ပေါ့နော်ဟုတ်အဲ့တော့ဒီအခန်းအဟောင်းတွေကိုအကိုတို့ကလက်လွဲပြန်ဝယ်ကြတယ်ဆိုလို့ရှိရင်တော့ဒီ 2% ကတော့အချင်းချင်းညှိကြရတာပေါ့ရောင်းတဲ့လူနဲ့ဝယ်တဲ့လူနဲ့ညှိကြရတယ်နော်ဒါပေမဲ့ဒီ condo အသစ်တွေပေါ့ developer စီကတိုက်ရိုက်ဝယ်တဲ့ condo တွေမှာဆိုလို့ရှိရင်တော့ဒါ1% ကတော့ဒါညီတူမျှတူပဲအကိုတို့ပေးကြတယ်ဒါပေမဲ့အဲ့မှာတခုသိထားတဲ့နာကဒီအသင့်တက်နေလို့ရတဲ့ condo တွေပေါ့အကိုတို့ပြောဒီ ready to move in condo မျိုးတွေပေါ့ ready to move in condo မျိုးတွေဆိုလို့ရှိရင်တော့ developer အများစုကအဲ့ဒီ 1% ပေါ့ကိုဝယ်တဲ့လူကပေးရမယ် 1% ကိုသူတို့ဘက်က promotion အနေနဲ့ပေးရမျိုးလေးရှိပါတယ်ဆိုတော့เนาะဒါအကိုတို့ပေးစရာမလိုဘူးဆိုတဲ့သဘောပေါ့เนาะတကယ်လို့ကိုကကြို point အခန်းမျိုးလေးတွေဝယ်ထားတယ်ပေါ့ဆိုလို့ရှိရင်တော့တကယ်ကိုအခန်းအပ်တယ်အခန်းရမယ်အချိန်ကြရင်တော့အဲ့ promotion မပါတတ်ဘူးပေါ့ဆိုတော့ ready to move in အခန်းလေးတွေဆိုလို့ရှိရင်တော့အကိုတို့က promotion ရတတ်တယ်ဒီ 1% ကကြို point အခန်းမှာဆိုရင်တော့အဲ့ 1% ကတော့အကိုတို့အခန်းအပ်တဲ့အချိန်မှာပေးရတာမျိုးရှိပါတယ်